ထူးဆန်းတဲ့ပုံစံတွေနဲ့အန်အောဖို့ကောင်းအောင်တည်ရှိနေကြတဲ့သတိဆန်သုံးမျိုးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့နေချဆောင် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာဆိုရင်တော့ထူးဆန်းတဲ့အသွင်မြင်နေရှိတဲ့သတိဆန်လေးတွေရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဘာတွေလဲဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိခန်းစားကြည့်ရှုပေးကြပါအောင်နံပါတ်1 Rosian Tree Hopper ချိုသားကောင်ပစ္စည်းလေးဒီပဲစစ်အရွယ်သားရှိတဲ့အကောင်လေးတွေကိုတွေ့ပူကြရဲ့လားဒီကောင်လေးကတော့တဘာဝခပေးထားတဲ့အလန်းဆုံး fashion ကိုပိုင်ဆိုင်ထားတာလို့တောင်မှပြောလို့ရလောက်ပါတယ်ဘာလို့လဲဆိုရင်တော့သူ့ရဲ့ကားပေါ်မှာအရွယ်စားတူအယောင်တူတဲ့အောက်ထုတ်လေးတွေကိုအစီရင်ဝစ်စစ်ထားလို့ပါပဲရုတ်တရက်တေးစားကြည့်လိုက်ရင်တော့ပေါ်လေးတင်ထားတဲ့ဆိုင်ကအောက်ထုတ်အသေးစားလေးတွေနဲ့တောင်မှဆင်တူနေပါတယ်ဒီကောင်လေးတွေကတင်းရဲ့လက်သေးခွန်တွေထထောင်တင်းငယ်ပြီးတော့သူ့ရဲ့ဥကောင်ထိတ်ကအလုံးပစ္စည်းလေးတွေကတက်တက်ဖူပုံစံမျိုးနဲ့တဘာဝအတိုင်းသိရှိနေတာဖြစ်ပါတယ်အဲ့ဒီအလုံးလေးတွေကဘာအတွက်အသုံးဝင်တာလဲဆိုတာကိုတော့သိပ္ပံပညာရှင်တွေကလည်းအခုချိန်ထိအသေးချာမသိကြသေးပါဘူးတချို့ကတော့တခြားသောကပ္ပကောင်တွေအန်ဒီရကနေပြီးတော့ခောက်ခွဲဖို့အသုံးပြုတာဖြစ်နိုင်တယ်လို့ထင်ကြေးပေးကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်လေးတွေရဲ့ထူးဆန်းတဲ့အသွင်မြင်ကြောင်းတခြားချုပ်ပေါ်ကပြုတ်ကျလာတာလားလို့တောင်မှထင်မဲ့ရလောက်အောင်ပါပဲနံပါတ်1စရီရန်တောင်ကြောကောင်ပေါက်တွေနဲ့ဖာမိကင်စရီရန်တောင်ဖွားတွေကတော့အထူးဆန်းဆုံးပုံစံတွေနဲ့မျိုးဖွားကြတဲ့တိရစ္ဆာန်တစ်မျိုးပဲဖြစ်ပါတယ်ဖာမကြီးရဲ့ကြောပေါ်မှာပြုတ်သိမ့်နေတဲ့အပေါက်ကလေးတွေအများကြီးရှိနေတာပဲဖြစ်ပါတယ်တကယ်လို့တင်မှာထွိုင်းပူပူဘိုင်းလို့ခေါ်တဲ့အပေါက်သေးသေးလေးတွေကိုကြောက်တက်တဲ့ယောဂရှိရင်တော့ဒီဖားရဲ့တွင်မြေကအင်မတန်ကိုမှအသေးရစရာကောင်းပါတယ်။ဘာလို့လဲဆိုတော့ဖားမကြီးကသူ့ရဲ့ကြောပေါက်တွေထဲမှာဥတွေကိုကြီးပြင်းစေလိုပဲဖြစ်ပါတယ်။အပေါက်သေးသေးလေးတွေထဲမှာအမဲရောင်အစိမ့်ဆန်လေးတွေကပြုတ်သိပ်ထနေတာကအနှဲငယ်ကြောက်စရာကောင်းနေမှာတော့အမှန်ပါပဲ။ဖားမကြီးဥပြီးသွားတဲ့အခါမှာဖခင်ဖားကြီးကဖားဥတွေကိုအိတ်ကသေးသေးလေးတွေလိုဖြစ်နေတဲ့ဖားမကြီးရဲ့ကြောပေါ်ကနေအရေပြားပေါက်တွေထည့်ပေးလိုက်ပါတယ်။ဖားမကြီးကဥလေးတွေအကောင်ပေါက်တဲ့အထိသူမရဲ့ကြောထဲမှာတည်ဆောင်ထားရပါတယ်။အချိန်တန်တဲ့အခါမှာတော့ဖားလောင်းလေးတွေကပေါက်ပေါက်ဆုပ်လေးတွေပွင့်ထွက်လာသလိုအရေပြားတွေကနေထိုးပေါက်ထွက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ပြောနေရတာနဲ့တင်စတိန်ထားပြီးတော့အသေးရစရာပါပဲ။ဒါပေမဲ့သူ့ရဲ့အပြောင်းလေးတွေလောက်တော့အသေးရစရာမကောင်းလှပါဘူးပေါ့နော်။နံပါတ်3 Hammer Hash Run သူ့ဦးကောင်းတဲ့တန်ကောင်လေးတကယ်လို့စိတ်ကူးရင်စကားတွေထဲကဘီလန်ကောင်လေးတွေသာတန်ကောင်ဖြစ်နေပြောင်းလဲသွားမယ်ဆိုရင် Hammer Hash Run နေဖြစ်လာမှာအမှန်ပါပဲသူပုံစံသေးသေးလေးတွေလိုဖြစ်နေတဲ့ဦးကောင်းနဲ့အဲ့ဒီတန်ကောင်လေးတွေကကာတွန်းကားတွေထဲကလို့ချစ်စရာတင်ပြလေးတွေရှိနေနိုင်ပေမဲ့တကယ်တမ်းတော့ကြောက်စရာတဲ့ဝါတွေပဲဖြစ်ပါတယ်တင်ကဒီကောင်တကောင်ဖြစ်နေခဲ့မယ်ဆိုရင်ပေါ့ဒီတန်ကောင်တွေရဲ့ကိုယ်ပေါ်မှာအစိတ်ရှိတဲ့အကြည်ကျွဲတွေရှိနေတာဖြစ်ပြီးဒီအရာတွေနဲ့ဒီကောင်လေးတွေကိုအမဲလိုက်တာပဲဖြစ်ပါတယ်။သူတို့ဟာနျူရိုထောက်ဆစ်နဲ့ပါဝင်တဲ့အစိတ်ရှိတဲ့အဲ့ဒီအချွဲကြီးတွေကိုအသုံးပြုပြီးဒီကောင်လေးတွေကိုအရေးပြောသွားစေပြီးအရေးပြောသွားရင်တော့ပျော်ရည်တောက်တယ်လို့စိုးတုံးလိုက်ကြတာပဲဖြစ်ပါတယ်။အဲ့ဒီအချွဲကြီးအစိတ်တွေကလူတွေကိုမသိစေနိုင်ပေမဲ့ထိတွေ့မိရင်တော့ရာရန်နာကျင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ဟမ်မဟာဝမ်နေရဲ့မျိုးရင်းဒေသကတော့အရှိတောင်အာရှဖြစ်ပြီးဒီအကောင်တွေကဂေဟစနစ်အတွက်အိမ်မက်ဆိုးတွေလည်းဖြစ်ပါတယ်။နောက်ပြီးသူ့မှာထူးခြားတဲ့စွမ်းရည်တစ်ခုလည်းရှိပါသေးတယ်။ဒါကတော့ဟမ်မဟာဝမ်တစ်ကောင်ကိုနှစ်ပိုင်းလေးဖြတ်လိုက်ရင်ဟမ်မဟာဝမ်နှစ်ကောင်ဖြစ်လာမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်10ပိုင်းဖြစ်လိုက်ရင်ရောတေချာပေါက်10ပိုင်းဖြစ်သွားမှာပါ။ဆိုလိုချင်တာကတော့ဒီအကောင်လေးတွေကပြတ်တောက်သွားရင်ရက်တန်သွားရမယ်။တင်တို့ရဲ့ဆက်ဆက်ရင်းနဲ့တော့သူမနေခဲ့ပါဘူး။ပရိသတ်ကြီးလို့လေဒီထူးဆန်းတဲ့အကောင်လေးတွေအကြောင်းကိုတည်သလောက်သိသွားလောက်မယ်လို့မျှော်လင့်ပါတယ်ဒီထဲမှာဘဲကောင်တွေကိုတော့တွေ့ဘူးပါတယ်ဘဲကောင်တွေကတော့အထူးဆန်းဆုံးဖြစ်တယ်ဆိုတာကိုငါချက်ရေးပေးဖို့မမေ့ပါနဲ့အောင်နော်